ရီးစားထဲမှာခင်မမအချောဆုံးဟုတ်လား ဟုတ်တယ်ဘယ်ထောင်းဝနဲပဲပဲဟို အဲ့လိုမျိုးကြတော့မရွေးချယ်ပဲနဲ့ဒီမှာဘာမဟုတ်တဲ့နှစ်ပိတ်တလက်မာနေ သူကရပြီဒါရဲ့ ဟုတ်လား အေးဟိုရောက်လာ အော်အဖေနဲ့အမေနဲ့ရပြီးတဲ့အထိကိုအဖေရီးစားအိမ်လားလေသေးတယ်လက်ကားတဲ့ငါတဲ့သူ့ကိုစပင်းမြူနှုတ်ပေးကြအောင်တစ်ချောင်းနှုတ်ပေးကြအောင်ဆောင်းလာအဲ့ဒါသူမိမိရကျေနပ်သွားတာတဲ့ မလေးငါတို့လည်းမကြည့်ဘူးမလား မိမာတွေလည်းတစ်ခါအဲ့လိုမျိုးကြီးလုပ်ပေးရတယ်သူအကွက်တွေရွှေ့တယ်ပေါ့အမေရဲ့ အဲ့ဒီကိုကလည်းငါမြင်ပြီးသားအဲ့ဒီကိုငါလည်းမကြကင်းပေးပြီးကင်းသက်သွားတာအမြဲ ဟုတ်တယ်ငါထားခဲ့ရင်အမေကြံခဲ့ဖြစ်သွားမယ်အမလေး မင်္ဂလာပါဗျာဒီနေ့မှာကျွန်တော် mystery reporter တွေမြောက်ပေးခြင်းနေဗီဒီယိုဖိုင်လေးကတော့အရောက်မှာကြည်နုဖို့ကောင်းနေဘဖအီနဲ့ဖောက်ပုလေးရဲ့ဒါမိသားစုဗီဒီယိုဖိုင်ဒီပဲဖြစ်ပါတယ်ဘဖအီရဲ့ကျမကြီးမကောင်းဆိုပေမဲ့ဒါမိသားစုတွေပျော်ရွှင်ရွှင်နေနေတာဆိုရင်ကြည်နုဖို့ကောင်းတယ်လို့ပျော်ရွှင်ရတဲ့အတွက်ကြောင့်မို့ကျွန်တော် mystery တွေအတူယူလို့ရအောင်ကျွန်တော်မြောက်ပေးလိုက်ပါတယ်ဒီဖိုင်လေးအဆုံးလိုက်ပဲကြည့်ရှုပေးပါအောင်နော် အဲ့တော့အမေနဲ့အဖေကတချန်နဲ့နေပြီးတော့အမေကလည်းအဲ့ဈေးမှာသမင်းနေဟင်းနေရောင်းတာပဲအဲ့ဒါကိုအဖေကအမေကိုစိတ်ဝင်စားဘူးပေါ့အဲ့တော့ မသိဘူးတိတ်လည်းမသိဘူး အဲတိတ်လည်းမသိဘူးတဲ့ ဒါပေမဲ့အိတ်ရှိယူနေမှာတော့ရေထဲကခိုက်တယ်မလား အော်အမေတို့အိမ်ရှိမှလည်းအဖေတချန်နဲ့နေပြီးရေချိုးတယ်ဒါနဲ့ရေတွင်းရှိတယ်ဟုတ်ပြီ သွားလို့ရှိရင်ငါစက်တော်တိရောက်လက်ဘူးကြည့်ပြီးတော့သဘောကျလို့ဆိုပြီးတော့အခုကြမှာဟမ်မခွဲတဲ့ခွဲတဲ့ငါတည်းလုံးမဟုတ်ဘူးလေ စကလုံးကတော့ဒါပေမဲ့အမေဘာပြောစကလုံးကတော့အဖေနည်းနည်းတော့ခံပြင်းသွားပြီအမေကိုတိတော့မသိဘူးတဲ့ ဘယ်ငါတို့မသိပါဘူးတို့ငါတော့ငါတို့တော့မပြောင်းလာတာငါ အမေ တို့မပြောင်းလာတာ အဲ့ဒီမှာဘဘကြီးကချောတယ်ဆို ချောငါစိတ်ဝင်စားလုံးဝပဲငါတို့ကလေမကြချောတဲ့လူနားမှာအများကြီးပဲရှိအနားမှာအများကြီးပဲဟမ်ဘလို့ရွေးရမှာနားမသိဖြစ်နေငါလည်းလူပုံမှမဟုတ်တာ အဖေအဲ့ဒါနဲ့နောက်ပိုင်းကြကဲဟုတ်ပါပြီအမေကိုသတိတောင်မထားမိပဲနောက်ပိုင်းကြတော့ဘလို့လို့သတိထားမိသွားလဲ သွားလာတယ်ဒီကိုခင်ပြီး ဘယ်ဟုတ်ကမလဲပေါက်ပြန်ရှောက်ကြလားငါမောင်နဲ့အမတက်ခင်တာ तू ကအိတ်ခင်းလာပြီးတော့တူနဲ့ခင်းသွားမယ်လာမယ်သူက ဒါနဲ့အဖေကပြောတော့အိမ်ရှိကိုဖြတ်ပြလိုက်နေနောက်ပွေးကြောင်မှာတဲ့အမေကကြက်တုံလေးတွေလှီးနေတာခြေထောက်လက်ခလောက်တွေသေးသေးလေးတွေဆိုခြေထောက်လက်ထောက်သေးတာကိုကြိုက်ပြီးတော့အခုတော့ငါးပါးတင်ငါတွေ အမီးကလည်းစဖို့နော် အခုတော့ तू ဘလောက်ကတော်တာမကြိုက်တော့ तू ရှည်တာကြိုက်တယ်တဲ့လက်ရှည်ခြေထောက်ရှည်အရက်ရှည်ငါးပင်6ပင်အဲ့တော့ငါလည်းရှည်ပေးလိုက်တယ်လေဘလောက်ရှည်မလဲရှည်ဆိုပြီးတော့ရှည်ကြတော့ရှည်ကန် အမလေးဟမ် ရှိတာပေါ့ အော်သူ့မှာရီးစားတယ်ရှိတာပေါ့အမလေး ကိုတာမရှိတာကိုကတယောက်ဆိုတယောက်ဘလောက်ဆိုဘလောက်ပဲ အဖေနည်းနည်းသူ့ကိုမတီးဘူးပြောလိုက်လို့ဟုတ်လားနည်းနည်းရက်ပြီးသွား ပြောင်းမလေးငါလည်းမသိပါဘူးစိတ်ကုန်းဝင်စားတာ အဖေကအဲ့တော့အဖေတခြားအဖေ sorry ကဝိုင်းနေရောနော်နောက်ပြီးတော့အဖေဘာခင်မမပြောပါအောင်နောက်ပြီးတော့မိငယ်တို့ဘာတို့ပါအောင် ပြောလိုက်ပြီ မိငယ်ကဘယ်ရလဲ အဲ့ဒီရေရုံးက အော်ရေဝင်ရုံထည့်ပြောဘာရှိသေးလားမရှိသေးလားတော့မသိဘူး ငါပြောတယ်အယိုးငါတို့ကမကောက်ရဘူး အဲ့မင်းအဲ့ဟိုဒါခေါ်လာလေ ငါတို့လည်းတငယ်ကြီးမျိုးပါကြောင်မှထူနေကြတာ အဲ့ဒါဘဘကြီးကတငယ်ချင်းတွေအကုန်ဒဘလက်ပတ်ခုံနေရတာ သူကဘာအပါဘူးသူကတော့နောက်မှပြောင်းတာသူကနောက်မှပြောင်းလာတာ အဲ့ဒါဆိုအဖေကလည်းမှွေတာပေါ့နော် မွေရဲဒါမှ 73နှစ်သားလောက်ကရောက်လာတာမသိဘူးသမီးရဲ့ အော်မိန်းမတွေတော့မမှွေဘူးရီးသားတွေကတော့မှွေတယ်အမေ ဘာမိမနေမွေဘူးလားညပွေတော့ကဒုတ်ကြီးကြီးနဲ့ပွေတာသူကသူများလို့အဲ့ဒုတ်ကြီးကြမှာဟလိုအိုး ဒါပေမဲ့ तू ကိုရီးလက်ဆော်ကားတာမဟုတ်ဘူးလေ तू ကရီးသားများတာပဲ ကိုရီးတော့မစော်ကားစော်ကားတွေအခုချိန်ကမှမယူရဘူးတန်းစီပြီးယူရမယ်တန်းစီပြီးယူရမှာ မမွေရ အေး တူတော့မလေးမလို့နဲတယ် သူချုပ်ထား မငွေရီတဲ့တယောက်ထွက်လာပြန်ပြီအမေခုနကတော့အဖေခင်မမထောင်ထောင်မောင်းမောင်းနဲ့ချောတယ်အဖေရီးသားထဲမှာခင်မမအချောဆုံးဟုတ်လား ဟုတ်တယ်ဘယ်ထောင်းဝနဲပဲပဲဟို အော်အဖေနဲ့အဲ့ဆိုလုံးတူစိုက်တူဂိုက်တူပေါ့ တူတော့မလေးမနဲရရငါတော့ပြီတဲ့တူ အေးလေအရက်ကလည်းအဖေလောက်ရှိတယ်ကအဖေရက်ကနဲတာမဟုတ်ဘူးအဖေရက်က9ပင်9လောက်ရှိတာ ငါတော့ငါလည်းပါခွဲ အဖေက9ပင်9လက်မှာကွယ်ဒီမိန်းမတယောက်က9ပင်9လက်မှာကွယ်ရှိတယ်ဆိုတော့အဖေနဲ့စိုက်တူဂိုက်တူလဲပဲအဖေတို့နှစ်ယောက်သာညားလိုက်ရင်တော့ဟဲ့လဲပဲပဲ ဒါပေမဲ့ကိုလုံးကြီးထောင်းကောင်း ကိုလုံးနဲ့ထောင်းပါဟုတ်ပါပြီအဲ့လိုမျိုးကြတော့မရွေးချယ်ပဲနဲ့ဒီမှာဘာမဟုတ်တဲ့နှစ်ပိတ်တလက်မာနေ သူကရပြီဒါရဲ့ ဟုတ်လား အေးဟိုရောက်လာ အော်အဖေနဲ့အမေနဲ့ရပြီးတဲ့အထိကိုအဖေရီးစားအိမ်လားလေသေးတယ်အမေက လည်းသူမကတော့ပြန်သွားအောင် အမေကသူမိန်းမလို့ပြောထိုက်တာသူကကြော်ညာလိုက်တာပေါ့ဟုတ်လေဘာမဟုတ်တဲ့ဒီဖွားပူလေးနှစ်ပိတ်တလက်မှာကြတော့အဖေမနိုင်ဘူးနော် ဟိုအဲ့မင်းကလေအဖေသေးကလာတယ်သူကလာကူတယ် ဆက်ဆက်လားကူတယ်မဟုတ်ပါဘူးအဲ့ဒါတွေခဏ တန်ရောသေးတယ် အဖေအဲ့ဒါတွေရောက်ပြောနေတာနော်ဘာ
ဟာမဟုတ်တယ်ဒီဖွားပူလေးကြတော့အဖေမနိုင်ဘူးလားဟမ် မရွယ်ဘူး မလွယ်ဘူးလူသာပူလို့နော်လူမစွတ်နတ်မဆိုလို့လားလို့လူမစွတ်နတ်မဆိုလို့ လိုက်တယ်တောတယ်လိုက်တယ် အဖေနဲ့တော့လဲလိုက်တယ်လှေခတ်လဲလိုက်တယ်ဆိုကြောတော့မှာတော့ ရေပြားတဲ့ငယ်လေး သမီးငယ်လေးမှာလှေနဲ့အဖေလှေခတ်တော့တယ်ပြောတယ်လှေကလူးတာ တော့ပေါ်ရ လက်ဖောင်းမယ်ပေါ်တယ်တဲ့ ငါလေရန်ရောက်အဲ့လိုပေါ်ငါကြောက်တော့ကတော့အဲ့လိုကြောက်တော့ အော်သူအတင်းနဲ့ပြောရတယ်နောက်နေရတယ်ရှေ့ပြောနောက်ကြည့်တော့အေးလေအဖေကဆိုအဖေနဘန်တွေကြီးဟဲ့နင်အဲ့ဒီကပွဲပြီးမိသေးလောက်ထားလေပြောတော့လက်ဝိတ်ကြော်ကြီးဘာကြီးနဲ့ဟမ်ကြီးစားထားခဲ့တာဘယ်နှစ်ယောက်တောင်ရှိတာ ဟမ် ကြီးစားဘယ်နှစ်ယောက်တောင်ရှိတာအဖေက 6 6ယောက်လောက်ဒါတော့ စောနေနော် တရားမဝင်တာတွေပါသေးတယ် အဲ အဲ့ဒီအဲ့အထက်ကမှပုတ်တက်တဲ့ကလေးကိုသွားရွေးပြီးတော့နော်အခုပုတ်တက်ကလည်းစောတာဟေး သူမတော့ကြောက် သူညီမတော့သူ့ကိုကြောက်လို့မကြောက်လို့မရဘူးမရဘူးသူစွာတယ်နော်ဟွန်း တာဖာနေအောင်နော်မေအတင်းကိုပြောနေ အဖေအရက်ဘယ်နှပေးရှိတယ်ဘယ်နှလက်မှရှိတယ်ပြောနေဝလာတော့မှကိုသိန်းလွင်ရေးဆိုပြီးသူတိန်လုံးကြောက်ကြရနော်အလျှော်အနိုင်လဲပေးထားတယ်ခင်းသွားရွာဒိုသားပဲလေတောင်ကြီးမြောက်ကြီးကြည့်နေရတယ် အတင်းလည်းပြောသေးတယ်ကြောက် တယ်လာပြက်တရာတဲအောင်မ တော့နေကတော့ဘယ်လို လွယ်ဘူးဟုတ်တယ်ပြောတာပဲအဖေကလည်းငါးပါကြီးနဲ့ကြားနေတာငါးပါကြီးကပေါ်ချအောက်ကအဖေကြီးပဲခံရတာ ဆဲတော့ မေလက်ကတဲ့ငါတဲ့သူ့ကိုစပင်းမြနှုတ်ပေးကြအောင်တစ်ချောင်းတစ်ချောင်းနှုတ်ပေးကြအောင်ဆောင်းလာအဲ့ဒါသူမိမိရဲ့ကျေနပ်သွားတာ မ လေ လေးငါတို့ကတော့မသိဘူးမလား တပည့်ပြောတယ်အဲ့ဒါဆိုရင်အဖေတို့ယောက်ျားမာယာဆိုအေးတဲ့မိန်းမတွေလည်းတစ်ခါတစ်ခါအဲ့လိုမျိုးတွေလုပ်ပေးရတယ်သူအကွက်တွေရွှေ့တယ်ပေါ့အမေရဲ့ အာ အဲ့ဒီကုတ်က ကွက်ပပိုက်ကွက်တွေ အဲ့ဒီကုတ်ငါလည်းမကြကင်းပေးပြီးကင်းသက်သွားတာအမြဲသိတယ်ငါပေါ့ပြစ်တာရှိတာမကြငါနားလေတာပေါ့ဟဲ့ငါပြောလို့ငါ လှုပ်ချင်သေးလို့ဟုတ်တယ်မလှုပ်ချင်သေးလို့ ငါလေး နေထားပြန်ကြရပါပါလား ဟုတ်တယ်ငါထားခဲ့ရင်အမေကြံခဲ့ဖြစ်သွားမယ်အမလေး ထိုင်းမကြမကြ ငါထားခဲ့အဖေကြံခဲ့ဖြစ်သွားမလား မကြ အဖေ6ယောက်9ယောက်ထဲမှာစကားတင်ရွေးထားတာနော် အဲ့တော့ငါလေးမကြထားခဲ့မကြဟဲ့ဟင်းထိုင်းကိုနေဦးမှာ ကိုကတရားလို့ပြောတယ် အခုမှဒီစကားမျိုးပြောတာငကိုတော့အဖေလိုက်ဆွဲထားတာမလား အရင်တော့ဘယ်လိုလဲ အဖေဘယ်လိုလဲအရင်တော့ဘယ်လိုလဲ အရင်တော့ဘယ်လိုလဲပြော မသိပါနဲ့ကိုကြောက် ကိုရဲ့ အကိုเจ้าကိုသိတယ်အမေရွှေချောင်းနေမလို့အဖေပြောပါစေအမေထားအဖေမပြောအဖေအမှန်တိုင်းပြောဘယ်လိုကဘယ်လိုလဲ ပါလေငါတော့လိုက်ရတယ်ကြောက် ငါနာကိုပဲတကောက်လိုက်ပြ နင်ငါနဲ့ယူတော့ဟဲ့နင်နဲ့ငါရောင်းတော့စရုံးပါပေါ့ဟဲ့မိမဆိုတာလိုက်ကမှာပေါ့လိုက်ကမှာညာကချစ်စခင်စားကြဆိုငါကလိုက်ပြီးတော့အဲ့လိုလောက်ကတော့အခုကတော့ပြီးသွားပြီ အဲ့မှာကိုကပြေးရအောင် ပြီးသွားပြီအဲ့ဒါပဲ အဖေတစ်ချိန်တော့ကိုကလည်းဘာဆိုလာပဲဟဲ့လားမ အဲ့ဒါငါဘယ်လိုစားလို့လဲသိပါ အဲ့ဆိုငါလည်းပါလေငါပါလေငါလည်းဘာလာထောင်းတယ်ဟဲ့ငါကလည်းဘာလာထောင်းတယ်ဖဲများလိုပဲသုံးချက်ထီလို့ကြည်မကြည်ငါလည်းပြစ်ချပလိုက်တာ အဖေဒါနေနော် မလေး မလုပ်ချင်လို့ နေကဘာဆိုလားဆိုငါလည်းဒီမကြဘာလာထောင်းပြီးသားငါခက်ဖို့ကကြတာအကုန်နားလေလား အဖေငကိုတော့ဟာလားကိုချောချက်ကြီးဟာလားအဖေ ဟုတ်တယ် sorry ကျွေးတာနော်ဒီလိုလား ဒါပေမဲ့နင်ကဘာလို့ချောပဲနဲ့ယူတာလဲပြောမချောပဲနဲ့ ဘာဖြစ်လို့ယူလာလဲကပြောလိုက် ပြောလိုက်အဲ့ဖြူငါလိုချင်တယ် ပြပပိုက်ပြော ငိုရမစားဘူးငိုရတော့မစားဘူးသူအကြီးတဲ့ ဘာဆိုင်နဲ့ချစ်တယ်နဲ့ငိုရဘာဆိုင်လဲမြို့တယ်ငါငိုပြီးယူလာတာပေါ့ ကပြောအဖေပြောပါစေအမေကလည်း ဘယ်ငိုချောစားရင်မလာ ဟုတ်တယ်ဘလောက်ချောသူ့ရင်ထဲမှာလှချင်မှလှတာ အခုမလှနဲ့လေမလှနဲ့လေ အခုမဟုတ်အဲ့ဒါအမေအဲ့ဆိုကဲဘာဖြစ်လို့အမေကိုဖေကချစ်ပြီးယူလာလား သူနိုးရချစ်တော့ပဲ ချစ်လို့ပေါ့ဟဲတဲ့ကဲချစ်လို့တဲ့ ဆိုခုတော့နင်မချစ်လို့ပြောတယ်ငါနဲ့တွေ့ပဲထိုးကြွနင်စကားဘာစကားလဲနင်ရွှီရှောင်းနင်မရွှီရှောင်းစားကောက်ငေါခိုင်းကောက်အောင်ငေါထိုးချလိုက်မယ်နော် ချုပ်ကွက်ဟမ် နေလိုက်အကွက်တင်နေလိုက်နေလက်ကလေးကိုင်လိုက်နင်ကကြားစကားမှာ तू ကတော်တယ်တဲ့ဆိုတော့ तू ကတော်မှာပေါ့ तू ကတော်မှာပေါ့မကောင်းတဲ့အကွက်ကိုကြည့်နေပေါ့ငါလည်းသိတယ် ဒါလင်းရချတော့ငါစားပါတာပဲ လင်းကား6ရောက်လိုက်ပတ်ပြီးစားလိုက်မယ်ကြားပါမယ် ငါ့ကိုစားလို့ရ ထောင်းတော့မဲရှိ အေးငါ့ကိုစားလို့ရလား နင်အဲ့လိုရောငေါငါတဲ့တူ
โอเคကျွန်တော်မိပိုင်နေရဒီလောက်ပါခင်ဗျာဒါကတော့အချမ်းဥမှာဒါကြည်နုဖို့ကောင်းနေမိသားစုလေးပေါ့နော်ဒါဖွားဖူးလေးနဲ့ပပကြီးရဲ့ဒါသူ့ရဲ့သမီးရဲ့ဆိုရင်အမြဲတမ်းအခုလိုမျိုးဒါနောက်ပြောင်နေနေရဆိုရင်တကယ်ဥမှာကြည်နုဖို့ကောင်းပါတယ်ဒါပပကြီးရဲ့ကျမကြီးမကောင်းဆိုပေမဲ့အခုလိုမျိုးလေးပြောရွှင်ရွှင်နေရတဲ့အတွက်ကြောင့်မို့သူလက်ဒါစိတ်ချမ်းသာတယ်ပေါ့နော်အဲကြောင့်မို့တကြီးတဲ့ချိန်မျိုးမှာကိုယ့်ရဲ့မိဘတွေကိုမျိုးအခုလိုမျိုးပြောရွှင်ရွှင်လေးထားဖို့တော့လူတယ်ပေါ့နော်အဲဒါမှလေဒါမိဘတွေကကျမကြီးမကောင်းရင်ပဲဒါအသက်ရှိနေနိုင်မယ်ပေါ့နော်ဟုတ်ကဲ့အဆုံးလေးလိုက်ပါကြည့်ရှုပေးမြတ်တော့ချင်းစီတိုင်းကိုလည်းကျွန်တော်ဒီနေ့အထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်